Hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ကျွန်တော်တို့သင်္ဘောသားတွေသင်္ဘောသွားတက်တဲ့ခါမှာဒီစင်ကာပူနိုင်ငံတက်ရတော့ဗောနော်ပြီးတော့လန်ခီးမှာကျွန်တော်တို့မြင်တွေ့လာတဲ့မြင်ကွင်းအလားတရားလေးတချို့ကိုကျွန်တော်တိုက်ပြပေးထားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်ဒီစင်ကာပူနိုင်ငံရဲ့တပ်ပါစာတည်ဆောက်ထားတဲ့တစ်ပင်တွေနဲ့အဆောက်အဦတွေလို့ရှိရင်ကျွန်တော်တို့ဟိုတယ်မှာသွားတဲမှာဖြစ်ပါတယ်ဟိုတယ်မှာအထပ်ပေါင်း40ကျော်ကနေလမ်းပြီးတော့ပြပြထားတဲ့မြင်ကွင်းအလားတရားလေးတချို့နဲ့ညဘက်အလားတရားလေးတချို့ကိုကျွန်တော်လမ်းမီဒီယာလေးပြပေးသွားမှာပဲဖြစ်ပါတယ်ဒီတော့ဒီစင်ကာပူနိုင်ငံကိုမရောက်ဖြစ်တဲ့သူတွေအတွက်မြင်ကွင်းအလားတရားလေးတချို့ကိုကြိုတင်မြင်မှုတဲ့ရှိအောင်ပြပေးလိုက်ခြင်းပဲဖြစ်ပါတယ်ဒီတော့ဒီဗီဒီယိုလေးကိုစောအောင်လိုက်ကြည့်ပေးဖို့လဲဖိတ်ခေါ်လိုက်ပါတယ်ပြီးတော့ကျွန်တော်ဒီ channel လေးကတော့ဒီမြင်ကွင်းအလားတရားလေးတချို့ကိုပြပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်သဘောကျကြမ်းတင်တက်တယ်ဆိုလို့ရှိရင် like follow and subscribe လည်းပြီးသွားနိုင်ပါတယ်ကျွန်တော်အရင်သင်းမောမှာကင်မရာမန်ဆက်ကြည့်အောင်ဦးဒီမပါဘူးကွာကင်မရာမန်ဝါသနာပါလို့ဝယ်ထားတာမှာကင်မရာကြီးလားရှိတယ်ပါလာတယ်အဲ့ကြောင့်ဘလော့တွေပါရိုက်နေတာလုပ်ပေးမယ်လို့ကပို့ပြောတယ်ဘာလာလိုက်ဒီရောငါထိုင်ဖို့ပါလာဒီဆိုင်ပြီးတော့အဲ့ဒါကဒီတော့ခုပဲလားအားလုံးကပြတ်တယ်ခဏလေးပါစားနေတာခါမပါရှာနေလားဟုတ်လေလာသမင်းတွေသွားစားမယ်ညနေဘက်လမ်းဆောင်မယ်အပြင်မှာတော့ရိုက်ပေးမယ်လားငါ့ကိုအေးအပြင်မှာအေးလားမအေးပါဟုတ်အေးပါတော့စေဘူးနေရပူတယ်အပြင်မှာညထွက်လျှောက်တာတော်တော်ပူတယ်ဒီညနေပိုင်းတော့ဒီအေးနေအေးရဲ့ချိန်တာလေခုချိန်ကမိုးရွာတာလေပြရမလားမိုးနဲ့ရှင်းပြတာလေနေပူချိန်နဲ့ပြန်ပြီးတော့အပူငွေ့ပြန်ရိုက်ဒီမှာတစ်သုံးလုံးရှိတာမဟုတ်ဘူးစင်ကာပူနိုင်ငံမှာတစ်သုံးလုံးရှိတယ်အစီအစားပဲWaduh, apa tuh bisa? Oh, bisa emang bos? Bisa. Mau